အားလုံးမင်္ဂလာပါဒီနေ့သုံးဖို့နောက်ထပ်ရှိလာတဲ့ပွဲစဉ်ကတော့မဆစ်တင်နဲ့မနက်ကွန်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့ရသည့်ပစ္စည်းဟာပြည့်ရတဲ့နဲ့စမှုထိုင်းနေရအောင်နေတော့ပါဘူးမှတ်သိမ်းကြတဲ့မပစ္စည်းဟာခြားတဲ့အတွက်လည်းရင်ခုန်စရာကောင်းနေရဖြစ်ပါတယ်ခုလက်လောချင်းနေရမဆစ်တင်ဟာလည်းမပိဖလားကိုမင်းနိုင်သေးတာပါဒီဇာဗီလက်ထက်မဆစ်တင်ဟာတန်တစ်ခုရနေပြီးသူ့ရဲ့ဟန်တိုင်းအသင်းဟာပုံကျနေပြီလည်းဖြစ်ပါတယ်နေပြဟာသူ့ရဲ့ကစားသမားတွေပေါ်ယုံကြည်မှုရှိပြီးစုထားရရယူဖို့ကြိုးစားလာမှာဖြစ်ပါတယ်ဒီဇာဗီဟာ United Academy ရဲ့ Green ကိုယုံကြည်ခုံနေရပိတ်ခဲ့ပြီးခုဆိုရင်သူ့ရဲ့ကစားသမားကိုဘလုံးဒီရောက်တဲ့ potential ရှိနေလို့တောင်ပြောနေလေဖြစ်ပါတယ်ဒီဇာဗီဟာလူငယ်တွေနဲ့အသင်းကိုတိစောက်ပြီးသူ့ရဲ့ကစားသမားတွေကိုရောင်းနေပေးနိုင်ခဲ့တာပါဒီမြလီမှာ Brighton အသင်းနဲ့အများကြီးလှုပ်ပြနိုင်ခဲ့ပြီး Brighton အသင်းကို Europa City ဆော့ကော့ပေးနိုင်ခဲ့ရလည်းဖြစ်ပါတယ် Brighton လိုဝင်အောင်လုပ်နေတဲ့အသင်းကနေထွက်ခဲ့ပြီးမာသစ်တင်မှာတခုလှုပ်ပြဖို့ကြိုးစားနေတဲ့ဒီဇာဗီဟာစူပလာတွေရိုက်နိုင်မလားဆိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့မူနာကိုသင်းဘက်ကိုချက်သွားရအောင်ပါဒီနေ့ရာသီနေပြပြောင်းလဲနေကြမူနာကိုသင်းရဲ့ရလက်ဟာစိတ်ကျဉ်တဲ့ဆရာတော်မဟုတ်ခဲ့ပါဘူးဘယ်ဂျီယန်သားလူငယ်နေပြလီကိုနေပြသစ်ပြခန်းထားတဲ့မူနာကိုသင်းဟာချက်သမ်းဆိုင်ရာမတင်ကျင်သေးဘူးဖြစ်ပါတယ်ချုပ်ပွဲတွေမှာအသင်းဟာကစားပုံတော်ဆိုးပါသလိုသွင်းကိုတွေခွင့်ပြုပေးနေရပေမဲ့ရေးပါတဲ့အသင်းကြီးနဲ့ပွဲစဉ်တွေမှာတော့အမတ်ရအောင်ယူထားပေးနိုင်ပါတယ်ဘောဗာဖက်တီမီနာမီနိုနဲ့အဲ့တန်ရတို့လိုကစားသမားရှိနေပေမဲ့အများသူဟာဒိုင်ယန်မက်သလိုင်းနဲ့ရင်ဆိုင်နေရတဲ့မို့အသင်းဟာပုံစံမှန်တစ်ခုရဖို့တော့မလွယ်ကူသေးဘူးလည်းဖြစ်ပါတယ်ဗဂျန်လီမှာပုံစံကောင်းရခဲ့တဲ့နေပြအနေနဲ့ရောတင်းတီလီမှာပုံနေရတစ်ခုရအောင်ဆက်ဆောင်နိုင်မှာမလားသုံးသက်ချက်အနေနဲ့ကတော့ဒီဇာဗီရဲ့ပုံချနေဖြစ်တဲ့မာစစ်တင်ကိုနန္ဒမူနာကိုတင်ရှင်နိုင်ဖို့မလွယ်ကူပါဘူးအဲအကြောင်းဒီနေ့ပွဲမှာမာစစ်သားတွေပဲအောင်ပွဲရသက်လိမ့်မယ်လို့သုံးသက်ရင်းအဆုံးသတ်ချင်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့သုံးသက်ဖို့ထပ်ချစ်ထားတဲ့ပွဲစဉ်ကတော့ချက်စစ်တဲ့ Everton ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒင်းလူချင်းတောင်းနေမဲ့ချေမန်လုံးကို6တန်းရောက်နေတဲ့မစ်ချယ်တို့ဟာချန်ပီယံလိဝင်တော့နိုင်ပွဲပြန်ရမှာဆက်လက်မြဲနိုင်မှာဖြစ်ပါတယ်ဂိုင်းစီရိုမာနဲ့ကွန်းလန်အားမြဲလေးရမှုရှိနေသလိုကွန်းလန်နဲ့တိုက်စစ်မှန်ကန်တဲ့ချိတ်ဆက်ရွေးတစ်ခုလိုအပ်နေရလည်းဖြစ်ပါတယ်ဒီမှာပနန်ကိုစင်နဲ့ဒီကတ်ဆွဲကလိုအပ်နေတဲ့ချက်စီတို့ဟာလိုအပ်နေတဲ့တင်ကိုတွေအတွက်အကျုံးလို့ကိုစင်နဲ့တာကျင်းနေရတာပါကုပမာပြန်လဲပေါင်နိုင်တော့ပြလို့တင်းရဲ့တိုက်စစ်အတွက်အားရဆိုပေမဲ့ကုမဒန်ယာယူနဲ့ရုံးထလာတဲ့ကုပမာဟာတင်းနဲ့ရန်ကြီးတော့အံဝင်သေးဘူးဖြစ်ပါတယ်နေပြရဲ့နေစနစ်ပိုင်းဆိုင်ရာမကျင်းတိုင်းနဲ့လူရှင်းပြောင်းလဲမျိုးစားလို့တက်ပုံစံတွေကြောင့်အသင်းဟာတင်ကျင်တဲ့ကစားပုံတစ်ခုမရှိနေရလဲဖြစ်ပါတယ်။ဒါပေမဲ့လှုပ်ဖြစ်နေတဲ့တိုင်မန်ရဲ့တစ်စင်ခွင့်ရည်တွေဖန်တီးပြီးတွန်းကိုတွေရောက်နိုင်မလားဆိုတော့စောင့်ကြည့်ရပါဦးမယ်။ပြန်မဆုံးလေးပွဲသက်နိုင်ပွဲရမိနိုင်တဲ့ချက်စီတို့ဟာသူတို့ဆောင်တဲ့နိုင်ပွဲအတွက်ဘယ်လောက်ထိပစ်ချက်ကစားသွားမလဲဆိုတော့စောင့်ကြည့်ရအောင်ပါ။ကျွန်တော်တို့ Everton ဘက်ကိုချက်သွားရအောင်ပါ။အသင်းရဲ့တက်တော်ရှင်နေပြအသင်းကိုပြန်လည်ရရှိလာပြီးလိုတဲ့ကစားမခေါ်မှုတွေလုပ်ပေးထားခဲ့တာကြောင့်ဒီရာသီမှာရန်ကြီးမဆိုးတဲ့ကစားပုံကိုပန်ဆင်ထားနိုင်တာလည်းဖြစ်ပါတယ်။တင်းချုပ်ကိုချုံခဲ့တာလွှဲရင်ရလက်ပိုင်းဆိုင်ရာကောင်းမွန်နေရလည်းဖြစ်ပါတယ်။ဒီနေ့ရာသီမှာချက်စီတင်ရခုတ်ကြတဲ့ဒူဘရီဟော်အသင်းရဲ့ညော်တိုင်းမှာစံပြနေတဲ့နတီနဲ့ငါးလာကစားနေတဲ့ကပ်ပလီတိုရဲ့ဆက်ဆောင်ရေးဟာအသင်းကိုတွန်းနေပေးနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ဒူဘရီဟော်ဟာနီပြမိုရဲရဲ့အဗာရန်အသင်းပြန်လက်တိစားပုံမှာတော်တော်လေးရေးပါခဲ့တာပါ။အကူရတဲ့ကစားသမားရှိတဲ့နီပြမိုရဲဒီနေ့ရာသီမှာဘာတွေလုပ်ပြနိုင်ဦးမှာပါလဲ။လူစင်းနေနဲ့လည်းယူနိုက်တက်ပွဲမှာရက်တီကတဲ့ဂရီလည်းပြန်လည်ပေါနိုင်မှာဖြစ်လို့လူစင်းစုံလင်းနဲ့ဥပထလာနိုင်မှာပါ။သုံးသက်ချက်အနေနဲ့ကတော့နိုင်မွဲဆောင်တဲ့ချက်စီတို့ဟာတက်တယ်တွေအတွက်လိုအပ်နေတဲ့အမှတ်ရယူနိုင်ဖို့အစွမ်းကုန်ကြိုးစားလာမှာဖြစ်သလိုကစားသမားစုံလင်းနဲ့အမြန်ဆိုင်ပွဲလာမဲ့ Everton အသင်းဟာလည်းလုံးဝ short ပေးမှာမဟုတ်လို့ဒီနေ့ပွဲဟာကိုပေါင်းထက်ဟာ best choice ဖြစ်နေဦးမှာပါအားလုံးမင်္ဂလာပါခုပဲသုံးသက်ဖို့ရှိထားတဲ့ပွဲစဉ်ကတော့ဆန်နန်တင်နဲ့နျူကာဆယ်တင်တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အင်္ဂလန်ရဲ့ကောင်းဆုံးဒါဗီရဲ့တစ်ခုဖြစ်တဲ့နိုင်ငံရှိမြပြကတိုင်ဝင်းဒါဗီဟုတ်ပါတယ်ပြင်းပြပေးသက်တွေကိုနှစ်ကြာဦးကနေခဲ့ရတဲ့ပြည်ဆိုင်ဦးပြင်းထန်ဆုံးဒါဗီရဲ့တစ်ခုဖြစ်တဲ့ဆန်နန်တင်နဲ့နျူကာဆယ်တင်တို့ရဲ့တွေ့ဆုံမှုကိုခုဘက်မှာပြန်လည်မြင်တွေ့ရမှာလည်းဖြစ်ပါတယ်နောက်15နောက်16ဘလုံးရသည်ပြီးတန်ဆင်းသွားခဲ့တဲ့နျူကာဆယ်တို့ဟာနောက်နှစ်နာပဲတက်မြတ်တက်လာနိုင်ခဲ့ပေမဲ့နောက်16နောက်19ဘလုံးရသည်ပြီးတန်ဆင်းသွားခဲ့တဲ့ဆန်နန်တင်တို့ဟာဒီခုနှစ်ရာသီမှာမှပရီးမီးယားလိဂ်ကိုတက်မြတ်တက်လာနိုင်ခဲ့တာကြောင့်မိုင်းဆန်လာခဲ့တဲ့အင်းကြီးညံမက်တွေဖြစ်ခဲ့ရတဲ့ဆန်နန်တင်နဲ့နျူကာဆယ်တင်တို့ရဲ့တိုင်ဝမ်ဒါဗီကိုခုဘက်မှာပြန်လည်မြင်တွေ့ရမှာလည်းဖြစ်ပါတယ်ပရီးမီးယားလိဂ်ကိုရှင်းနှစ်ကြာလွန်ဆွနေခဲ့ရပြီးတက်မြတ်တက်လာနိုင်ခဲ့တဲ့ဆန်နန်လန်ဟာအသင်းကိုပြန်လည်တိစောက်ပြီးပေါ်စွာကစားနိုင်တာပါပလေအော်မှာချန်ပီယံဖြစ်ပြီးအသင်းကိုတော်တန်အပြည့်ထက်နိုင်ခဲ့တဲ့ဆန်လန်အသင်းဟာပရီးမီးယားလိဂ်မှာတူတူတန်ကစားနိုင်ခဲ့ရလည်းဖြစ်ပါတယ်။တင်းကြီးနဲ့ရှင်လိုအပ်ချက်မသားရှိနေတဲ့ဆိုပေမဲ့ဇာကာဦးဆောင်တဲ့ဆန်သားလေးဟာစစ်တပန်းဆိုင်ရာအမထန်နဲ့အကောင်းဆုံးပေးဆက်ကစားတတ်ကြပါတယ်။အမြင်မောအပ်တဲ့ဆန်လန်အသင်းဟာဘလုံးပဆိုင်မှုနဲ့ငနေတာပွဲကိုကစားပြီးအမှတ်ရအောင်နိုင်ဖို့ကြိုးစားရကြတာဖြစ်ပါတယ်။ဒီတဲ့နာဆက်ပြီးသွားနိုင်ခဲ့မယ်ဆိုရင်အမှတ်ကွာမှုကျင်းပလာတဲ့ဥရောပပြိုင်ပွဲဝင်တက်ပါမျှော်လင့်ချက်ရှိနိုင်သေးတာဖြစ်ပါတယ်။ဒါပေမဲ့ရေးပါတဲ့ဒီဇင်ဘာရဲ့ပွဲဒီမှာအမတ်ဘလောက်ရအောင်ယူထားနိုင်မလဲဆိုတော့စောင့်ကြည့်ရအောင်ပါကျွန်တော်အဲ့ဆိုရင်နျူကာဆယ်တင်ဘက်ကိုချက်သွားရအောင်ပါအဲ့တော့ရဲ့ဥဆောင်မှုနဲ့ပြီးခဲ့တဲ့နေ့ကရာသီမှာပြင်းဖလားလုံးရယူနိုင်ခဲ့တဲ့ငှက်ကြတို့ဟာယခုနှစ်ရာသီမှာထင်သလောက်မချုံမွေးခဲ့ပါဘူးအဲ့ချက်ကိုလွယ်လွယ်လေးရတဲ့ငှက်ကြတို့ဟာဆက်ကတစ်တွေခုံနိုင်ခဲ့ပေမဲ့လိုအပ်နေတဲ့အသင်းရဲ့အသင်းကိုတွေထင်သလောက်မရရှိခဲ့ဘူးဖြစ်ပါတယ်အကိုကြီးနဲ့ခေါ်ယူခဲ့တဲ့ rifle အသင်းရဲ့တိုက်စစ်မှုဝစ်စာတရားပြဿနာနဲ့ရုန်းကန်ခဲ့ရလို့ပြီးခဲ့တဲ့ဘက်ကမှအသင်းရဲ့လူစင်းမှာပြန်လည်ပူးပေါင်းနိုင်ခဲ့တာပါ
အာကိုရတဲ့ကွင်းလက်ကစားသမားတွေရှိနေတဲ့နျူကာဆယ်ဟာဖိစကယ်ပိုင်းအပြုကစားတာဖြစ်ပြီးတာမန်ရဲ့တဆင့်ခွင့်ရည်တွေဖန်တီးပြီးသွင်းကိုတွေရယူဖို့ကြိုးစားရလည်းဖြစ်ပါတယ်။ဒါပေမဲ့ချန်ပီယံလိမှာတန်ရခဲ့တဲ့ဂျွန်တန်ပေါင်နဲ့ငှက်ကြားတို့ကွင်းလယ်မှာအာကိုရတဲ့စားထိုးစရာဖိစကယ်ပိုင်းကြက်ခိုင်တဲ့ကွင်းလယ်လိုမရှိနေတာလည်းပြဿနာဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့နျူကာဆယ်တင်ဟာနာကျင်ချိန်ပုံမှာသွင်းကိုတွေခွင့်ပြုပေးနေရတဲ့ပွဲတွေတော်တော်များရှိနေတာဖြစ်ပါတယ်။ဒါဟာအသင်းရဲ့စစ်တေပိုင်းဆိုင်ရာလိုအပ်ချက်ကိုပြနေရလည်းဖြစ်ပါတယ်။အသင်းရဲ့စစ်တေပိုင်းဆိုင်ရာအရေးပါတဲ့ဒါရွေးမှာနျူကာဆယ်တင်နိုင်မွေးရအောင်ကြိုးစားနိုင်မလားဆိုတော့စောင့်ကြည့်ရပါဦးမယ်။သုံးသက်ချက်အနေနဲ့ကတော့အင်္ဂလန်မှာသမိုင်းစလာကရမတက်ကြတဲ့ဆလန်လန်တင်နဲ့နျူကာဆယ်တင်တို့အနီးချင်းပြိုင်ပွဲတွေရဲ့ပြည့်စုံကြမဲ့ပွဲမှာဂိုးပေါင်းထက်ဟာအကောင်းဆုံးချိန်မှုဖြစ်မှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။